ကျွန်တော်ဒီနေ့ American Dollar 1.5တန်းတန်အိမ်တစ်လုံးကျွန်တော်လိုက်ပြဖြစ်ပါတယ်ဒီအိမ်ကတော့ကျွန်တော် Chicago Illinois မှာရှိတာဖြစ်ပါတယ်ဒါက brand new construction ပေါ့နော်အထဲမှာကျွန်တော်ကြည့်အောင် let's go ဝင်ချင်းအိတ်ကန်းနေရာကိုရောက်နေတာဖြစ်ပါတယ်အိတ်ကန်းဆိုလည်းကျဲတယ်ပေါ့နော်အလင်းအောင်လည်းကောင်းကောင်းရတယ်သူ့ရဲ့မီးဘူးကြောင်သွားတဲ့အခါမှာတေချာလေးလောက်ထားတယ်သုံးထားတဲ့ quality တော်တော်လေးကောင်းတယ်ကောင်းတာထောက်လည်းရှိတယ် TV စင်ဆိုလည်း custom build လုပ်ထားပြီးသားအနောက်မှာဆိုရင်လည်းခြံရှိတဲ့ car parking garage တွေပါမှာဖြစ်ပါတယ်ပြီးရင်သူ့ရဲ့မီးဘူးကြောင်မှာဒီရေခဲတက်တာဆိုလည်း custom build ပဲပေါ့နော်အဲ့ဒါလေးကဒါ premium လေးတော်တော်လေးဖြစ်တယ်ပြီးမှဆိုအင်တာတစ်ခုရှိမယ်ပြီးမှ storage ခန်းနေလည်းရှိတယ်ပေါ့နော်ကျွန်တော်ကအပေါ်ထပ်ကိုတက်ပြပါမယ်ပတ်ထက်ကိုတက်ပြီးတဲ့ခါမှာဒါကတော့ပထမဆုံးအိတ်ကန်ဖြစ်ပါတယ်ရှေ့မျက်နှာစာပတင်းပေါင်းနေပေါ့နော်ဒီနေရာမှာထိုင်ပြီးတော့ချေးလုပ်မယ်ဆိုရင်လည်းတော်တော်လေးနေဖို့ကောင်းတဲ့နေရာလို့ကျွန်တော်မြင်ပါတယ်ဘေးမှာဆိုရင်လည်းဒါ close up ရှိမယ် close up လည်းတော်တော်လေးကြည့်ရပါတော့အင်တာရီရှိုးကန်းဆိုရင်လည်းတန့်နေရောပဲအတင်းအောင်လည်းတော်တော်လေးကောင်းတယ်ဒီမှာနောက်ထပ်အိတ်ကန်တစ်ကန်ရှိပါမယ်ဒါကတော့ master room မှာသူ့မှာဆိုရင်လည်းအင်တာရီရှိုးကန်းတီးတက်ဒီမှာကတော့ထူးခြားတာဘတ်တက်ပါမယ်ပေါ့နော်ဒီမှာလည်းရေးစိမ်ပြီးတော့ကောင်းလေးစိမ်ခံလို့ရတယ်ဒါကတော့အိတ်ကန်ဖြစ်ပါတယ်သူ့အိတ်ခံကိုကျွန်တော်သိထားမြတော်တော်လေးကျယ်တယ်ခင်ဗျာတော်တော်လေးကိုကြီးပါတယ်ကျွန်တော်တို့ဒီအလုပ်စပွဲတွေစာကောင်းလေးထားလို့ရတယ်သူ့ရဲ့အဝတ်ခန်းဆိုရင်လည်းဒီတကားနှစ်ဖက်နဲ့ပေါ့နော်တော်တော်လေးကြီးရမြင်တွေ့ရပါတယ်ထပ်ပြီးတော့အပေါ်ထပ်ကိုတက်ပါမယ်ဒါကတော့ဟိုလတာဆောင်ပေါ့နော် rooftop desk ကိုပြောရမယ်ဒီအိမ်တိမ်လုံးစာဒီ square feet ရှိသလားပေါ့နော် rooftop ကိုဒီအပေါ်ဆုံးထပ်မှလောက်တာတော်တော်လေးမှိုက်တယ်မြို့ထဲမှာတော်တော် premium ဖြစ်တယ်ပေါ့နော်ကျွန်တော်အောက်ကိုထပ်ပြမယ်ဒါကတော့ basement ဖြစ်ပါတယ် basement ကိုကျွန်တော်ဆင်းသွားပြီးတဲ့အခါမှာဒီမှာအိတ်ကန်တစ်ကန်ရှိမယ်ပတင်းပေါတော့ဒီမှာဖြစ်မယ်ပေါ့နော် basement ဆိုတော့လေဒီမှာလည်းအင်တာရီချိုကန်တီတန်ရှိပါတယ်ဒီမှာဆိုလည်း space တစ်ခုရှိတယ်ဒီဘက်မှာဆိုလည်း entertaining အတွက်နေရာရှိပါတယ်ဆိုတော့ American Dollar 1.25တန်းတက်အင်ကိုကျွန်တော်လည်းပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်